သူတစ်ပါးပြစ်တင်ကဲ့ရဲ့တာတဲ့ကိုပြန်ပြီးပြစ်တင်ကဲ့ရဲ့တာကပိုဆိုးတယ်အတ္တနုဝါဒဘေးနဲ့ပရာနုဝါဒဘေးခမည်းတော်ကျုပ်တို့မှာဆက်ရောက်နိုင်တဲ့ဘေးနှမျိုးပဲရှိတယ်အတ္တနုဝါဒဘေးနဲ့ပရာနုဝါဒဘေးဆိုတာပဲအတ္တနုဝါဒဘေးဆိုတာမိမိကိုမိမိပြန်ပြီးဆွဆွဲကြရဲ့တာပရာနုဝါဒဘေးဆိုတာကသူတစ်ပါးကလာပြီးဆွဆွဲကြရဲ့တာအပေါ်ရကြည့်ရင်တော့ပရာနုဝါဒဘေးကပိုပြီးကြောက်စရာကောင်းတယ်လို့ထင်ကြရပါတကယ်ကြတော့အတ္တနုဝါဒဘေးကမှပိုပြီးကြောက်စရာကောင်းတာဗျဘာကြောင့်လဲဆိုတော့သူတစ်ပါးကဆွဆွဲကြရဲ့တဲ့ပရာနုဝါဒဘေးဆိုတာခမည်းတော်ကျုပ်တို့မပြောနဲ့အတိတ်ကကံပါလာရင်ဖယားယဟန္တာတောင်မလွတ်ဘူးခမည်းစဉ်းစားကြည့်လေကိလေသာကုန်ပြီးတဲ့ဖယားယဟန္တာတို့မိမရှုပ်တယ်ဆိုတာရှိပါမလားဗျာဒါပေမဲ့အတိတ်ကဝင်ကြွေးပါလာရင်အခုဘဝမှာဘလောက်စင်ကြယ်ဖယားယဟန္တာတွေလည်းမိမနဲ့ဆွဆွဲကြရဲ့ခံရတာပဲဗျာ